တကောင်ရဲ့အချိန်ကြီးမှာကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုလှမ်းမြင်လိုက်ရပါတယ်။အမိုက်ပုံးထက်တောင်ကြီးမားတဲ့လက်ဝါးကြီးတစ်ဖက်ကလမ်းမပေါ်မှာပေါ်လာပြီးရုတ်တရက်သူ့ကိုတစုံတယောက်ကြည့်နေမှန်းသိသွားခဲ့ပါတယ်။အမောင်တဲကမတက်ရက်နေတဲ့အရေးမဲကြီးဟာမီတာပေါင်းများစွာမြင့်တဲ့ဘလူးကြီးတစ်ကောင်ဖြစ်နေတာပါ။ဘလူးကြီးကမိမိကိုယ်ကိုလူမိသွားမှန်းသိတာနဲ့မိန်းကလေးရှိရာစီကိုအမြန်ကြီးလျှောက်လာပါတော့တယ်။ကြောက်လန့်တုန်လှုပ်ပြီးအိယာကူတင်တဲ့ကိုအတင်းတိုးဝင်ပုံအော်ပေမဲ့ဘလူးကြီးကသူ့ရဲ့လက်ဝါးကြီးနဲ့ကောင်မလေးကိုအသားအရဖမ်းဆုပ်ပြီးလမ်းမတွေတစ်လျှောက်ခတ်သွက်ပြေးပါတော့တယ်လမ်းမှာကုန်တင်ကားတွေနဲ့တိုးရင်ဝေးယုံကြီးကိုဖြန့်ပြီးနေရန်တစ်ခုလိုဟန်ဆောင်တဲ့လမ်းသွားလမ်းလာတွေနဲ့တွေ့ရင်လမ်းမိတိုင်ကိုကွဲပြီးအမောင်နဲ့ပုံးတဲ့မျက်နှာချင်းဆိုင်ကကားမီတွေလာရင်တော့ကုန်ပစ္စည်းတစ်ခုလိုငြိမ်ငြိမ်လေးနေလိုက်ပါတယ်ဘလူးကြီးဟာခြေလမ်းကျဲကြီးတွေနဲ့ကောင်မလေးကိုခေါ်ဆောင်ပြီးမြို့ပြကိုကြော်ဖြတ်ပင်လယ်ကမ်းရိုးတန်းကိုဖျက်ကျော်က6ကမ်းပါးထိပ်ကနေမိုးကြိုးမုန်တိုင်းတိမ်တိုက်တွေကိုတစ်ချက်ထဲနဲ့ခုန်ကျော်ပြီးနောက်ထပ်ကဘာတစ်တစ်ခုကိုရောက်သွားခဲ့ပါတယ်။ဘလူးကြီးကကောင်မလေးကိုသူနေထိုင်တဲ့ကူထဲခေါ်လာပြီးအမြင့်မှာချိတ်ဆွဲထားလိုက်ပါတယ်ပြီးတော့လှည့်ပြီးဓာတ်ကိုစပြီးတွေးပါတော့တယ်ကောင်မလေးကတော့သူ့အသက်မူချတရားတော့မဲ့အထင်နဲ့တိုင်လုံးအတိုင်းတရွေ့ရွေ့ဆင်းပြေးပြီးပြတင်းပေါက်ကနေလွတ်မြောက်ဖို့ကြိုးစားပါတယ်။ပြတင်းပေါက်ကအရန်လေးလံလုံးလို့တုံးမရတဲ့အပြင်ခြေချော်ပြီးအတန်မြည်သွားတာကြောင့်ဘလူးကြီးတည်သွားခဲ့ပါတယ်။ဘလူးကြီးကမင်းမှာအတောင်မှမရှိရင်ဒီကနေလွတ်ဖို့မစင်စားနဲ့လို့ပြောပြီးကောင်မလေးကိုဒဲအိုးပြကြီးရဲ့ထက်ကညစာချက်ဖို့ပြင်ပါတော့တဲ့ဘလူးကြီးက3မီတာလောက်ရှည်တဲ့ဓာကြီးကိုကင်ပြီးဘေးကတခွားချင်ကြီးကိုခုတ်လိုက်ပါတယ်ကောင်မလေးကိုတခွားချင်နဲ့တွဲဖက်ပြီးစားမလို့ထင်ရတာပေါ့အဲ့ဒီအချိန်မှာအပြင်ဘက်ကနေအော်ဟစ်တန်တွေကြားလိုက်ရပါတယ်ဒါကတော့အိယာကနိုးလာကြတဲ့တခြားဘီလူးအုပ်စုကြီးရဲ့အတန်တွေပါအဖိုးအိုဘလူးကြီးကကောင်မလေးကိုအပြင်ကဘီလူးတွေမမြင်စေနဲ့သူတို့ကလူသားတွေကိုအစိမ့်လိုက်စားတဲ့ရက်ဆက်တဲ့ကောင်တွေလိုတတိပေးပါတယ်ကောင်မလေးကအရန်ကြောက်လန့်နေပေမဲ့နောက်မှတိလိုက်ရတာကတော့ဒီအဖိုးအိုဘလူးကြီးဟာတက်တက်လွတ်စားတဲ့ဘီလူးကောင်းတစ်ကောင်ဖြစ်နေတာပါသူကငါတို့ကဘီလူးတွေမို့လို့သူတို့မျက်စိထဲမှာတော့ငါတို့ကအဝါဆုံးဝက်တွေပေါ်လို့ဟာတာလုပ်ပြီးပြောပါသေးတယ်သူကောင်မလေးကိုဖမ်းလာရတဲ့အကြောင်းရင်းကတော့ကောင်မလေးကသူ့ကိုမြင်သွားလို့ဒီလိုဝက်ချက်ပေါက်ကြားမှာစိုးလို့ပါဘီလူးကြီးကလူဆိုးမဟုတ်မှန်းသိလိုက်ရတဲ့ကောင်မလေးကတတိရှိလာပြီးသူ့နာမည်ကဆိုဖီဖြစ်ကြောင်းမိဘမဲ့ကေဟာကဖြစ်ပြီးဒီလိုဝက်ချက်ကိုဘယ်သူ့ကိုမှမပြောပါဘူးလို့ကတိပေးပါတယ်ဆိုဖီကသူ့ကိုပြန်ပို့ပေးဖို့တောင်းပန်ပေမဲ့ဘလူးကြီးကညှင်းဆန်ပြီးအပြင်ကကောင်တွေလက်ထဲမိသွားရင်အသားစတက်တောင်ကျမ်းမမဟုတ်ဘူးလို့တတိပေးကလေသင်းမောဟောင်းရဲ့ကုန်းဘက်ပေါ်မှာဆိုဖီအတွက်အိပ်ရာလေးလှုပ်ပေးပါတယ်ဆိုဖီအိပ်ပျော်သွားတဲ့အခါဘလူးကြီးကလှုပ်ဝက်ခန်းတစ်ခုထဲကိုဝင်သွားပါတယ်အဲ့ဒီထဲမှာလင်းထိန်နေတဲ့ဖန်ပလင်းပေါင်းများစွာရှိနေပြီးတကယ်တော့ဒီဘလူးကြီးဟာအိမ်မက်ဖန်တီးသူ dream catcher တယောက်ဖြစ်နေတာပါသူကလူသားတွေရဲ့အုံနောက်ထဲကိုအိမ်မက်တွေထည့်ပေးနိုင်စွမ်းရှိပါတယ်စိတ်ကောင်းရှိတဲ့သူတွေအတွက်ရောင်စုံအိမ်မက်လှလေးတွေဖန်တီးပေးပြီးစိတ်ပုတ်တဲ့လူဆိုးတွေအတွက်တော့အနီရောင်အိမ်မက်ဆိုးတွေကိုပေးလို့ရှိပါတယ်နောက်တစ်နေ့မနက်မှာဆိုဖီနိုးလာတော့ဘီလူးကြီးကအိပ်ပျော်နေတာမို့တိတ်တဆိတ်လစ်ပြေးဖို့ကြိုးစားပါတယ်ဒါပေမဲ့မြေပြင်အောက်ကနေထွက်လာတဲ့လက်ဝါးကြီးတစ်ဖက်ကသူ့ကိုတားဆီးလိုက်ပါတယ်ဒါကတော့အပြင်ကဘီလူးဆိုးကြီးတွေရဲ့ခေါင်းဆောင်ပါသူကဆိုဖီကိုကြက်ပေါက်စလေးလိုဆွဲမပြီးတစ်ဆက်ကြီးဟာကတလုတ်တဲမျိုးချပစ်လိုက်ပါတယ်ဆိုပြီးအော်ဟစ်ရင်ဆိုဖီလက်နိုးလာခဲ့ပါတယ်တကယ်တော့ဒါကသူထွက်မပြေးရအောင်ဘလူးကြီးကပေးလိုက်တဲ့အနီရောင်အိမ်မက်ဆိုတာဖြစ်ပါတယ်ဘလူးကြီးကတောင်းပန်တဲ့အနေနဲ့သူနှစ်ပေါင်းများစွာတင်စီထားတဲ့အချိုရည်ကိုတိုက်ပါတယ်ဆိုဖီကဒီအချိုရည်ရဲ့ gas အမြုပ်တွေကဘာလို့အပေါ်မတက်ပဲအောက်ကိုဆင်းနေတာလဲလို့မေးတော့ဘလူးကြီးကအပေါ်တက်ရင်လေတက်တန်းတက်လို့ဘလူးတွေအတွက်ယွန်စရာကောင်းတယ်အောက်ဆင်းတာကမှကောင်းတာလို့ပြောပြီးတငုံတောက်ချလိုက်ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအောက်ကနေ gas တွေပောက်ကွဲထွက်ပြီးဘလူးကြီးဟာလေထဲကိုဝုန်းကနေပြန်တက်သွားပါတော့တယ်ဒါကဘီလူးကြီးတွေရဲ့ပျော်စရာဒလေးတစ်ခုပါအဲ့ဒီအချိန်မှာတကားဝါကနေအတန်ကြီးကြားလိုက်ရပြီးအိမ်မက်ထဲကဘီလူးကောင်းဆောင်ကြီးဝင်လာပါတယ်သူတို့နှစ်ယောက်ရဲ့အရွယ်အစားကအရန်ကွာခြားပြီးအဖိုးအိုဘီလူးကြီးကသူ့ရှေ့မှာမတ်တက်ပူလေးလိုပါပဲဘီလူးကောင်းဆောင်ကသူ့ရဲ့ဒဏ်ရာရနေတဲ့လက်ချောင်းကိုလာအောင်ခိုင်းတာဖြစ်ပေမဲ့ရုတ်တရက်လူသားအနှံ့ရသွားပါတယ်ဆိုဖီကတော့အစားခံရမှာကြောက်လို့တခွားချင်အိုးတဲ့အမြန်ဝင်ပုံးရပါတယ်ဘီလူးကောင်းဆောင်ကနှာခေါင်းတရှုပ်ရှုပ်နဲ့လိုက်ရှာပေမဲ့တခွားချင်နှန်းကဆိုဖီရဲ့လူနှန်းကိုဖုံးကွယ်ပေးထားလို့မတွေ့ပါဘူးသူကအားမလို့အားမရဖြစ်ပြီးတခွားချင်တုံးကောက်စားလိုက်ရာဆိုဖီလည်းအထဲကနေလွင့်ထွက်မလို့ဖြစ်သွားပေမဲ့ဘီလူးကြီးကအော်ဟစ်ပြီးတားလိုက်တာကြောင့်တခွားချင်တုံးကိုအပြင်ကိုလွတ်ပစ်ပြီးပြန်ထွက်သွားပါတယ်ဘလူးဆိုးကြီးထွက်သွားမှဆိုဖီလည်းရေညှိတွေတခွားချင်ဖက်တွေနဲ့စုပ်ပြတ်တက်ပြီးထွက်လာပါတယ်ဘီလူးကြီးကဆိုဖီကိုရေဆေးပေးပြီးအဝတ်စားအသစ်လဲပေးကဘေးကင်းတဲ့တစ်ခေါင်းထဲမှာထားလိုက်ပါတယ်အဲ့ဒီနောက်ဘလူးကြီးကသူ့ရဲ့လစဉ်အလုပ်ဖြစ်တဲ့အိမ်မက်ဖမ်းယူခြင်းအလုပ်ကိုတွားဖို့ပြင်ပါတယ်ဆိုဖီကစိတ်ဝင်စားလို့အတင်းလိုက်ချင်တာကြောင့်ခေါ်သွားရပေမဲ့လမ်းမှာအိပ်ပျော်နေတဲ့ဘလူးဆိုးကြီးတွေကိုကြော်ဖြတ်ရမှာမို့အနေရရမ်းများပါတယ်သူတို့ခြေတံမကြအောင်အသာလေးတွားကြပေမဲ့လမ်းမှာငှက်အော်တန်ကြောင့်
ဘီလူးဆိုးကြီးတွေနိုးကုန်ပြီးဘီလူးကြီးမိသွားပါတော့တယ်ဆိုဖီကတော့ကားအောင်တစ်စီးတည်းဝင်ပုန်းနေခဲ့ရပါတယ်ဘီလူးဆိုးကြီးတွေကဘီလူးကြီးကိုဘောလုံးလိုမျိုးတယောက်နဲ့တယောက်အပြန်အလှန်ပစ်ပေါက်ပြီးဆန်းနောက်ကြပါတယ်ကားတွေကိုစကိတ်စီးသလိုစီးပြီးစုပ်ကစားကြရမှာကားတွေကဆိုဖီကစတီယာရင်ကိုအတင်းလှည့်လိုက်လို့ဘီလူးကြီးတစ်ကောင်လဲကျသွားပါတယ်အဲ့ဒီအချိန်မှာမိုးကြိုးမုန်တိုင်းကျလာတာကြောင့်မိုးကြိုးကြောက်တဲ့ဘီလူးဆိုးကြီးတွေထွက်ပြဘေးကုန်ကြပါတယ်ဘီလူးကြီးကအခွင့်ကောင်းယူပြီးဆိုဖီကိုကရိယာတစ်တာတဲ့ထဲကတောင်ကုန်းတွေကိုဖျက်ကျော်ပြီးအိမ်မက်တွေစတင်ရာရက်ကိုခေါ်လာခဲ့ပါတယ်ရေကန်ထဲကိုခုန်ချလိုက်တဲ့အခါကဘာကြီးတစ်ခုလုံးပြောင်းပြန်ဖြစ်သွားပြီးကြီးမားတဲ့တစ်ပင်ကြီးတစ်ပင်အောက်ကိုရောက်သွားပါတယ်အဲ့ဒီမှာလှပတဲ့အိမ်မက်ဝိညာဉ်လေးတွေကိုပိုက်ကွန်နဲ့လိုက်ဖမ်းကြပြီးရွှေရောင်အိမ်မက်လေးတစ်ခုကဆိုဖီလက်ထဲကိုအလိုလိုရောက်လာခဲ့ပါတယ်အိမ်မက်တွေဖမ်းပြီးနောက်မြို့ထဲကိုသွားပြီးကလေးငယ်တွေရဲ့အိတ်ခမ်းပြတင်းပေါက်ကနေတပိုးခရရှိကြီးနဲ့အိမ်မက်လှလှလေးတွေကိုမှုတ်သွင်းပေးခဲ့ပါတယ်ဒါပေမဲ့ပြန်လာမှာတော့ဆိုဖီရဲ့ဆောင်းလေးကန်းကြီးမှာကြံခဲ့တာကိုသတိပြုမိသွားပါတယ်ဘီလူးဆိုးကြီးတွေကနှာခေါင်းရမ်းကောင်းလာမှုဆိုဖီကိုရှာတွေ့သွားနိုင်ပါတယ်ဆိုဖီဘေးကင်းဖို့အတွက်ဘီလူးကြီးကသူ့ကိုမိဘမဲ့ခေဟာကိုအတင်းပြန်ပို့လိုက်ပါတယ်ဆိုဖီကမပြန်ချင်ပေမဲ့ဘီလူးကြီးကအရင်တုန်းကလည်းငါကောင်လေးတစ်ယောက်ကိုခေါ်ထားဘူးတယ်ဒါပေမဲ့နောက်ဆုံးတော့တခြားဘီလူးတွေရဲ့စားခြင်းကိုခံလိုက်ရတယ်မင်းကိုအဲ့လိုဖြစ်မခံနိုင်ဘူးလို့ဝမ်းနည်းစွာပြောပြပါတယ်ဒါပေမဲ့ဆိုဖီကခေဟာရောက်တာနဲ့ဝရန်တာဘော်ကနေအောက်ကိုခုန်ချလိုက်ပြဘီလူးကြီးကပဲသူ့လက်ဝါးကြီးနဲ့ပြန်ဖမ်းပေးခဲ့ရပြန်ပါတယ်နောက်ဆုံးတော့ဘီလူးကြီးလည်းဆိုဖီကိုပြန်ခေါ်လာခဲ့ရပြီးဘီလူးဆိုးရီရန်ကနေဘလို့ကောက်ွယ်မလဲတိုင်ပင်ကြပါတယ်ဒါပေမဲ့မကြခင်မှာပဲဘလူးဆိုးကြီးတွေကလူနဲ့ရလို့အိမ်ထဲအထိဝင်ရှာကြပြီးဘီလူးကြီးစုဆောင်းထားတဲ့အိမ်မက်ပလင်းတွေကိုရိုက်ခွဲပစ်ကြပါတယ်အမြဲတမ်းတီးခံတတ်တဲ့အဖိုးကိုဘီလူးကြီးဟာသူ့ရဲ့အသက်တမျှတန်ဖိုးထားရတဲ့အိမ်မက်တွေပျက်စီးသွားတာကိုမြင်တော့ဒေါသတကြီးနဲ့မိတုပ်တွေရေတွေနဲ့ဘီလူးဆိုးတွေကိုအိမ်ပြင်ရောက်အောင်တိုက်ထုတ်လိုက်ပါတော့တယ်ဆိုဖီကအကြံတစ်ခုရခဲ့ပါတယ်အဲ့ဒါကတော့အင်္ဂလန်ဘုရင်မကြီးရဲ့အကူအညီကိုယူဖို့ပါပဲဘီလူးကြီးကဘုရင်မကြီးအတွက်အိမ်မက်ဆိုးတစ်ခုဖန်တီးပေးလိုက်ပါတယ်အဲ့ဒီအိမ်မက်ထဲမှာကလေးတွေကိုဘီလူးတွေဖမ်းစားနေတဲ့မြင်ကွင်းတွေစစ်တပ်တွေကဘီလူးတွေကိုဝိုင်းထားတဲ့မြင်ကွင်းတွေနဲ့ဆိုဖီနဲ့ဘီလူးကြီးတို့ရဲ့ပုံရိပ်တွေကိုထည့်သွင်းထားပါတယ်ဘုရင်မကြီးအိမ်မက်ဆိုးကနေလန်နိုးလာတဲ့အခါအိမ်မက်ထဲကအတိုင်းကလေးတွေတကယ်ပျောက်ဆုံးနေတာကိုသိလိုက်ရပြီးတရင်ပေါက်မှာရက်နေတဲ့ဆိုဖီနဲ့ဘီလူးကြီးတို့ကိုမြင်တွေ့သွားတဲ့အတွက်အိမ်မက်တွေဟာတကယ်ဖြစ်ကြောင်းယုံကြည်သွားပါတော့တယ်ဘုရင်မကြီးကဘီလူးကြီးကိုဧည့်သည်တော်အဖြစ်ဖိတ်ခေါ်ပြီးနန်းတော်မှာခမ်းနားတဲ့မနက်စာကျွေးမွေးပါတယ်ဘီလူးကြီးကကျေးဇူးတုံ့ပြန်တဲ့အနေနဲ့သူ့ရဲ့အထူးချိုရည်ကိုတိုက်ရာဘုရင်မကြီးအမှုထမ်းတွေနဲ့ခွေးလေးတွေပါအောက်ကနေ gas တွေထွက်ပြီးလေထဲပြန်တက်ကုန်တဲ့ရေစရာလွဲချော်တွေဖြစ်ခဲ့ရပါတယ်စားတောက်ပြီးနောက်ဘုရင်မကြီးရဲ့စစ်တပ်ဟာဘီလူးကြီးရဲ့လမ်းပြမှုနဲ့အတူဘလူးကျွန်းကိုချီတက်ပါတော့တဲ့အစီအစဉ်အတိုင်းအိပ်ပျော်နေတဲ့ဘီလူးဆိုးတွေကိုအိမ်မက်ဆိုးတွေမှုတ်သွင်းဖို့လုပ်ပေမဲ့တဘိုးခရာကြီးနန်းတော်မှာကြံခဲ့တာကြောင့်ဆိုဖီကပလင်းကိုကင်ပြီးအသက်ဆုံးကဘီလူးအုပ်ထဲဝင်သွားပါတယ်ဘီလူးကောင်းဆောင်နိုးလာပြီးဆိုဖီကိုတတ်မဲ့ဆဲဆဲမှာပဲဆိုဖီကအိမ်မက်ပလင်းကိုမြေကြီးပေါ်ရိုက်ခွဲလိုက်တာကြောင့်အနီရောင်အိမ်မက်ဆိုးတွေထွက်လာပြီးဘီလူးဆိုးကြီးတွေအားလုံးသူတို့ရဲ့အတိတ်ကမကောင်းမှုတွေအတွက်နောင်လိုက်ရပြီးအော်ဟစ်ငိုယိုကုန်ကြပါတော့တယ်အဲ့ဒီအချိန်မှာလူသားဆေးရဟတ်ရင်တွေရောက်လာပြီးဘီလူးဆိုးကြီးတွေအားလုံးကိုကိုရက်ကျိုးတွေနဲ့ချီနှောင်ကဝေးလံပြီးရေပက်လဲဝိုင်းနေတဲ့ကျွန်းပြက်ကြီးတစ်ခုစီကိုပို့ဆောင်လိုက်ပါတယ်ဘီလူးတွေကရေကြောက်တာမို့အဲ့ဒီကျွန်းကနေဘယ်တော့မှထွက်ပြေးလို့မရတော့ပါဘူးဒါပေမဲ့သူတို့ငတ်မတည်အောင်ဘုရင်မကြီးကအဲ့ဒီကျွန်းပေါ်ကိုတခွားချင်းစေးတွေအများကြီးချပေးခဲ့ပါတယ်ဇလန်းရဲ့အဆုံးသတ်မှာတော့ဘုရင်မကြီးကမိဘမဲ့ဆိုဖီလေးကိုနန်းတော်မှာတမီးရင်းလိုမွေးစားလိုက်ပြီးဆိုဖီလေးဟာလည်းဘီလူးကြီးနဲ့အတူဖြတ်တန်းခဲ့ရတဲ့လှပတဲ့အိမ်မက်တွေကိုရင်ဝဲပိုက်ပြီးပျော်ရွှင်စွာရှင်သန်သွားပါတော့တယ်